incident management ရဲ့ prioritization အကြောင်းကိုပြောတဲ့အခါမှာနည်းနည်းလေး complicated ဖြစ်သွားတယ်နည်းနည်းလေးပေါ့ရှုပ်ထွေးတဲ့အတွက်ဒီ IT service management ကိုစပြီးလေ့လာတဲ့လူငယ်တွေအနေနဲ့စိတ်ပြတ်မသွားစေချင်ပါဘူးဟာရှုပ်လိုက်တာကွာလို့ထင်သွားမှာကိုကျမစိုးတယ်ပေါ့နော်အဲကြောင့်မို့လို့ခုန prioritization မှာဒီ impacting level ကို calculation လုပ်တယ် now priority matrix တွေ define လုပ်တယ်လို့ပြောခဲ့တယ်အဲ့ဒီမှာဇက်လိုက်တော့မယ်ပေါ့နော်အဲ့ခါကျတော့ prioritization သတ်မှတ်ပြီးသွားပြီဆိုရင်ဘာဆက်လုပ်မလဲ prioritization သတ်မှတ်ဖို့ရအတွက်ကတော့သူကနည်းနည်းတော့ကြာတယ်ရှုပ်ထွေးတယ်ဘာကြောင့်လဲဆိုတော့ affected service ရဲ့ affect ဖြစ်တဲ့ဟာ impact ဖြစ်တဲ့ဟာဘယ်လောက်များလဲဆိုတာကိုတိကျတွေ့ရတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ကြတော့ထားလိုက်ပါတော့ affected system တည်ပြီး affected service တည်သွားပြီအဲ့ကြတော့ incident ရဲ့ priority ကိုလည်းသတ်မှတ်လိုက်ပြီ let's say P1 သို့မဟုတ် P2 according to the priority matrix ပေါ့အဲ့ဒီခါမှာဘာလုပ်မလဲ incident manager ရောနောက်သူ့ရဲ့သက်ဆိုင်ရာ stakeholder တွေအရေးကြီးတဲ့ key stakeholder တွေလို့ခေါ်တယ် key stakeholder တွေဆိုတာကဒီ incident management committee သို့မဟုတ် incident management team မှာပါဝင်တဲ့သူ plus ဒီ system owner service owner ခုနပြောခဲ့တဲ့ network တို့ server တို့အကုန်ပါတာပေါ့ application owner service owner အကုန်ပါတာပေါ့ business owner ပါလာပြီအဲ့ဒါ prioritization ပြီးသွားပြီခုန affected service တွေ affected system တွေကိုလည်း ticketing system တွေမှာအကုန်လုံး properly ဖြည့်တယ်နော်ဖြည့်တယ်ဘယ်ချိန်ကစပြီး down လဲဆိုတော့ဒီ outage start time တွေလည်းစပြီးဖြည့်တယ်ပေါ့နော်ပြီး assignment group system owner ဒီဒေတာပေါ့ assignment group assignee ပဲ assignee ဆိုတာကဒီ incident ရဲ့ owner ပေါ့နော်သူ system မှာဖြစ်တာသူ system ထဲမှာ run နေ service ကဖြစ်တယ်နော်အဲ့ခါကျတော့ application ဆိုရင်လည်း application service owner ပေါ့နော်သူ့ကို assign ချလိုက်တဲ့ဆိုရင်သူ့စီကိုလည်း notification email လုပ်ရမယ် IT service desk ကဒါမှမဟုတ် NOC က notification email လုပ်ရမယ်နောက် incident manager စီကိုလည်းလုပ်ရမယ်အဲ့လိုမျိုး notify လုပ်ဖို့ရတဲ့အတွက်လည်း notification matrix ကို properly ကြိုပြီး define လုပ်ထားရပြန်တယ်incident management process ဒီလောက်ရှုပ်ထွေးမှန်းကျမခုမှပဲသဘောပေါက်တော့တယ်clip လေးတွေကလည်း3မိနစ်စီပဲလောက်ထားတဲ့အတွက်အများကြီးလည်းပြောလို့မရဘူးပေါ့နော်အရင်ကြီးလည်းစိတ်ရှုပ်မသွားကြပါနဲ့ကျမ weekend တိုင်းမှာပြောနေအောင်ကြိုးစားပါမယ်ရှင်မင်္ဂလာညချမ်းလေးပါ